မင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေဒီနေ့ပြင်းပြင်းရှိတာနဲ့နာရူတိုပြန်ကြည့်ရင်အီတာချီကဂျီရာယာကိုကြောက်နေတဲ့အပိုင်းမှာတစ်ခုစဉ်းစားမိသွားပါတယ်ဘာလဲဆိုတော့အီတာချီနဲ့ဟိုကာကဲ9ယောက်ချရင်ဘယ်သူနိုင်မလဲဆိုတာပါ9ယောက်ပေါင်းနေတော့ပဲဟုတ်ပါမလဲတကောင်ချင်းစီကိုပြောတာပါဂျီရာယာမှာ stage မှုရှိတဲ့အတွက်အီတာချီရဲ့ကန်ဂျစ်စုကမတိုးလို့ကြောက်တာမှန်ပေမဲ့ဟိုကာကဲတွေထဲမှာတော့ Fast နဲ့နာရူတိုကလွှဲရင်အီတာချီရဲ့ကန်ဂျစ်စုကိုကောင်တာနိုင်တဲ့သူမရှိပါဘူးရှေရှေဝေးဝေးတွေ intro ဝင်မနေပဲအစင်လိုက်လေးစားလိုက်ပါမယ်ပထမဆုံး Fast ဟိုကာကဲဘာမှပြောစရာတော့မလိုပါဘူးအီတာချီရှုံးပါတယ် second ဟိုကာကဲအီတာချီနဲ့ second ဟိုကာကဲသာထိတိုက်ရင်စားရမယ်ဆိုတော်တော်လေးပျော်ဖို့ကောင်းတဲ့ battle ဖြစ်လာမှာပါဘာလို့လဲဆိုတော့တိုဘီရာမာကမွေးတဲ့ကဥချီယာတွေကိုပထွေးမုံမုံလာတဲ့ကောင်ပါဒီမှာဘသူနိုင်မလဲမပြောခင်တိုဘီရာမာရဲ့အမိုက်စားအရှိသွေးတွေကိုစမြုပ်ပြန်ပြောချင်ပါသေးတယ်ရှာရင်ကန်ကနင်ဂျေဆုနဲ့ထိုင်ဂျေဆုတွေရဲ့ movement ကိုဖန်နိုင်တဲ့အတွက်တိုဘီရာမာကအဲ့ဒါကိုကောင်တာဖို့ရှာရင်ကန်တော့လိုက်ဖက်လို့မရှားလောက်အောင်မြန်တဲ့ flying ranking ကိုတီထွင်ခဲ့ပါတယ်အဲ့ဒီဂျေဆုနဲ့ပဲမာသာရရဲ့ညီကိုတန်နိုင်ခဲ့သလိုအဲ့ဒီဂျေဆုကြောင့်ပဲ fourth ဟိုကာကဲကကိုနိုဟာရဲ့ yellow flash ဆိုတဲ့ဂုံပုတ်ကိုရှားခဲ့ပါတယ်နောက်ပြီးရိုးရိုးကလုံးတွေကအတူလားအစ်လားဆိုတာရှာရင်ကန်က chakra flow ကိုကြည့်ပြီးခွဲနိုင်တဲ့အတွက်တိုဘီရာမာက chakra တွေကိုပါ copy ထားတဲ့ shadow clone ဂျေဆုကိုထွင်လိုက်ပါတယ် shadow clone နဲ့လူအစ်စ်ကိုရှာရင်ကန်ရောဖြာကူကန်ရောမခွဲနိုင်ပါဘူးနာရူတိုကဒီတကွက်နဲ့ခံမန်းရအခက်ဆုံးနေကြဆိုတဲ့ဂုံပုတ်ကိုရှားခဲ့ပါတယ်ဒီကောင်တွေသားဖကောင်းစားသွားတဲ့နှစ်ကွက်ကိုတီထွင်ခဲ့သူဖြစ်တယ်ဆိုတဲ့အချက်နဲ့ second ဟိုကာကဲကတော်တော်ကြမ်းနေပါပြီနောက်ပြီးတော့ဥချီယာတွေက fire style ကိုသုံးတဲ့အတွက် second ဟိုကာကဲကအဲ့ဒါကိုကောင်တာဖို့ water style ဂျိုစုတွေအများကြီးကိုတီထွင်ခဲ့ပါတယ်ဥပမာ water wall လို့ပါလို့ဆိုမိကိုပျော်ပျော်ကြီးကောင်တာလို့ရှားပါတယ်နောက်လေကြံပါသေးတယ်ကိုနိုဟာရဲ့ forbidden ဂျိုစုအများစုကသူထွင်ခဲ့တာပါတကယ်လို့သာတိုဘီရာမာကဥချီယာတွေအကြောင်းကိုသူတို့ထက်တောင်နှောကြည့်တဲ့သူမဟုတ်ရင်သူ့ရဲ့ skill တွေကအီတာချီကိုနိုင်ဖို့မသေးကြပါဘူးဒါပေမဲ့အီတာချီအတွက်ကန်ဆိုတာကတော့ second ဟိုကာကဲကတခြားသူမဟုတ်ပဲတိုဘီရာမာစန်ဂျူဖြစ်နေပါတယ်အီတာချီက genius တယောက်ဆိုပေမဲ့တိုဘီရာမာက super genius ပါအဲ့ဒါကြောင့်ဒီပွဲမှာလည်းအီတာချီရှုံးပါတယ်နောက်တစ်ယောက်က third ဟိုကာကဲ third ဟိုကာကဲကကိုနိုအာမှာရှိသမျှဂျူစုအကုန်လုံးကိုတတ်တဲ့အပြင် chakra nature ၅မျိုးလုံးကိုသုံးနိုင်တဲ့အတွက် the professor လို့တောင်ခေါ်ကြပါတယ်ဒါပေမဲ့လည်းအီတာချီရဲ့ဂန်ဂျစ်စုကိုရှောင်နိုင်နေဆိုရင်တော့မှစူဆာနိုနဲ့မန်ဂဲကျိုရှာရင်ကန်ကိုရှင်နိုင်မှုဆိုတာမဖြစ်နိုင်ပါဘူးဒါကလည်းအဖိုးကြီးဖြစ်နေချိန်မှာမဟုတ်ပဲသူ့ရဲ့ prime စင်မှာကိုပြောတာပါဘာလို့လဲဆိုတော့ third ဟိုကာကဲမှာတစ်ဖက်3ယောက်ရှိပါတယ်အားလုံးသိတဲ့ legendary ဆန်နေထဲမှာ Orochimaru နဲ့ Jiraiya တို့2ယောက်လုံးကသူ့ထက်သာသွားပါတယ်အီတာချီက Orochimaru ထက်ကျန်လာအားလုံးအသိပါ Jiraiya တောင် stage မှုကြောင့်ခံကျစ်စုသုံးမရလို့ပါမဟုတ်ရင်နိုင်ပါတယ်ဒါကြောင့်ဒီပွဲကအီတာချီအတွက်လွယ်လွယ်တော့မဟုတ်ပေမဲ့ third ဟိုကာကဲကိုနိုင်ပါလိမ့်မယ်ဆိုတော့ fourth ဟိုကာကဲအလဲရောက်ပါပြီ fourth grade ninja ဝါတဲ့ကကိုမီ form နဲ့သာဆိုရင်တော့ fourth ဟိုကာကဲက AC နိုင်ပါတယ်ဒါပေမဲ့မျှတာသွားအောင်သူအသက်ရှင်နေတော့ကနေပဲရှင်ကြည့်ပါမယ် yellow flash လို့တောင်တင်စားရလောက်တဲ့ shinobi wall မှာအမြန်ဆုံးလူသားကိုနိုင်မို့ဆိုအီတာချီကဂန်ဂျစ်စုနဲ့ဖမ်းပြီးမှာကိုရှာမှာပါအဲ့လောက်မြန်နေတဲ့ကောင်ကအာမသေးရစုနဲ့လည်းလောင်မှာမဟုတ်သလိုစူဆာနိုနဲ့ကောက်ရိုက်လို့လည်းမရှာပါဘူးဂန်ဂျစ်စုရဲမရအောင်လဲ yellow flash ဆိုတဲ့နာမည်ကအလကားရထားတာမဟုတ်ပါဘူးတေချာပေါက် fourth ဟိုကာကဲကလုံအောင်ရှောင်ပြီးရာဆန်ကန်နဲ့ထူလိုက်ပါလိမ့်မယ်အဲ့ဒါကြောင့်ဝင်တာက fourth ဟိုကာကဲပါ9ယောက်မြောက် fifth ဟိုကာကဲသူကတတ်မှတဲ့ဒဏ်ရာအကုန်လုံးကိုဟီးနိုင်နေဆိုပေမဲ့အဲ့ဒါ limit ရှိပါတယ်သူ့မှာမန်ဂဲကျိုရှာရင်ကန်ရဲ့ခံကျစ်စုကိုကောင်တာနိုင်လောက်တဲ့နီးစနစ်မရှိသလိုစူဆာနိုရဲ့ ceiling weapon ကိုကောင်တာနိုင်လောက်တဲ့ကျူစုမျိုးလည်းမရှိပါဘူးသူလှုပ်တတ်တာဆိုလို့လက်သီးနဲ့လိုက်ထိုးပြီးကိုယ်တန်ရအလိုအလျောက်ကူတာလောက်ပဲရှိပါတယ်အဲ့လောက်နဲ့တော့အီတာချီကိုမနိုင်ပါဘူးဒီပွဲမှာဝင်တာကအီတာချီပါဆိုတော့နောက်တစ်ယောက်က sixth ဟိုကာကဲဒါကအဖြေပေါ်ပြီးသားပါကိုနိုဟာရဲ့အကျန်းဆုံးအဖွဲ့ဖြစ်တဲ့ legendary team 7ရဲ့ခေါင်းဆောင်နာမည်ကြားတာနဲ့ရန်သူတွေဖိမိတ်တုံအောင်ကြောက်ရတဲ့ white fan ရဲ့သားဂျိုစုပေါင်း1000ကျော်ကို copy ထားတဲ့ကိုနိုဟာရဲ့ copy ninja sharingan no kakashi ကအီတာချီနဲ့တွေ့တော့စက္ကန့်ပိုင်းအတွင်းခံကျစ်စုရဲလျှောက်သွားပါတယ်ဒါက kakashi ညံ့လို့မဟုတ်ပါဘူးအီတာချီကတော်လွန်နေတာပါဒါကြောင့်ဒီပွဲမှာအီတာချီတေချာပေါင်းနိုင်ပါတယ်7th ဟိုကာကဲဒါလည်းပြောနေစရာမလိုပါဘူးနာရူတိုကပေါ့ပေါ့ပပလေးနဲ့ကိုနိုင်ပါတယ်နောက်ပိုင်း form တွေမဟုတ်ပဲ stage မှု only နဲ့တော့အီတာချီရဲ့အာမတေရစုကိုရောစူဆာနိုကိုရောရှင်ဖြုတ်နိုင်လောက်အောင်ကြံပါတယ် stage မှုကြောင့်ခံကျစ်စုကိုကောင်တာနိုင်သလိုဂျင်းချူရီကီတွေကိုခံကျစ်စုကအလုံးမဖြစ်ပါဘူးဘာလို့လဲဆိုတော့သူခံကျစ်စုမိတိုင်းဘိုက်ထဲရကောင်ကပြန်နှိုးပေးလို့ရှာလို့ပါစစဉ်းစားမိတော့ကတော့9ယောက်နဲ့ချရင်ဘယ်သူနိုင်မလဲပဲစဉ်းစားမိတာပါဒါပေမဲ့တကောင်နဲ့ကွက်ကြံနေလို့ဆက်ဖိုက်ခိုင်းလိုက်ပါတော့မယ်ဆိုတော့နောက်ဆုံးတစ်ယောက် 8th ဟိုကာကဲရှီကာမာရူကရှင်နိုဘီကဘာကြီးထဲမှာညံအကောင်းဆုံးလူသားပါ IQ 200ကျော်နဲ့လုံးဝကိုပြိုင်ဘက် genius မို့သူ့ထက်ကျမ်းပါတယ်ဆိုတဲ့ကောင်တွေကိုညံအားနဲ့အနိုင်ယူလာတာဇလန်တစ်လျှောက်လုံးဖြစ်ပါတယ်အီတာချီကိုရောအဲ့လိုအနိုင်ယူနိုင်မလားဆိုတော့မဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့သူ့လောက်မဟုတ်ပေမဲ့အီတာချီကလည်း genius တယောက်ပါ
သူဘလောက်ပဲ plan တွေဆွဲအီတာချီရဲ့ skill တွေကို outplay နိုင်ဖို့သူ့အတွက်အချိန်မလောက်ပါဘူးသူ့ plan မဆုံးခင်ချာကာရာကုန်ပြီးရှော့သွားပါလိမ့်မယ်ဒါကြောင့်ဝင်တာကအီတာချီပါဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဒီဗီဒီယိုတစ်ပုတ်လုံးကကျွန်တော်အမြင်မို့တချို့သူတွေရဲ့အတွင်းနဲ့မတူတာရှိကောင်းရှိပါလိမ့်မယ်အဲ့ဒါကြောင့် brother တို့အနေနဲ့ဒီထက်ကတပွဲပွဲမှာမတူတဲ့ outcome ရှိလိမ့်မယ်လို့ထင်ရင်